တနေ့မှာတော့မတော်တဆဖြစ်ရလေးတစ်ခုကအရာအလုံးကိုပြောင်းလဲသွားစေခဲ့တယ်ဘယင်မှားယွင်းပြီးမီးပူချိန်ကိုမြင့်လိုက်မိတယ်ဒါပေမဲ့အဲ့ဒီအမှားကနေသူတို့လိုချင်နေတဲ့ရလဒ်ကိုရသွားခဲ့တယ်တန်ချမ်းချမ်းရဲ့မျက်လုံးတွေတောက်ပသွားခဲ့တယ်အောင်မြင်ပြီးလို့ဝမ်းသာအားရអော်လိုက်တယ်နောက်ဆုံးမှာအလွန်နှွေးထွေးတဲ့တိုးမွေးအင်ဂျီတွေကိုထုတ်လုပ်နိုင်ခဲ့တယ်ပြီးတော့သေးငယ်ပေမဲ့အာဟာရပြည့်ဝတဲ့ရိတ်ခါ6တွေကိုလည်းဖန်တီးနိုင်ခဲ့တယ်ဒီပစ္စည်းနှမျိုးကစစ်တီတော်ထောင်ပေါင်းများစွာရဲ့အသက်ကိုကယ်တင်နိုင်မဲ့အရာတွေဖြစ်လာခဲ့တယ်ဘယင်ကတန်ချမ်းချမ်းကိုကြည့်ပြီးစိတ်ထဲမှာလေးစားမှုတွေပိုများလာခဲ့တယ်သူမကနန်းတွင်းကလူတွေထင်ထားသလိုမိဖုရားဆိုးတယောက်မဟုတ်ဘူးသူမဟာလူပေါင်းများစွာရဲ့ကံကြမ္မာကိုပြောင်းလဲပေးနိုင်တဲ့အမျိုးသမီးတယောက်ဖြစ်နေခဲ့တယ်အဲ့ဒီအချိန်မှာနန်းတော်ထဲကအမတ်ကြီးတွေကတော့တန်ချမ်းချမ်းကိုတေတံပေးဖို့ထပ်မံတောင်းဆိုနေကြဆဲဖြစ်တယ်ဒါပေမဲ့ဒီတစ်ခေါက်မှာတော့ဘယင်ရဲ့ဆုံးဖြတ်ချက်ကအရင်လိုမဟုတ်တော့ဘူးနောက်တနေ့မနက်အမတ်ကြီးတွေဟာနန်းတော်ထဲမှာစုဝေးပြီးတန်ချမ်းချမ်းကိုတေတံပေးဖို့တောင်းဆိုခဲ့ကြတယ်သူတို့အမြင်မှာအေးနန်းဆောင်ကစားတောက်ဆိုင်ဟာနန်းတွင်းစည်းမျဉ်းတွေကိုဖျက်ဆီးနေတဲ့နေရာပဲမိဖုရားတွေကလည်းဘယင်ကိုဂရုမစိုက်တော့ပဲတနေ့အေးနန်းဆောင်မှာပဲအချိန်ကုန်နေကြတယ်ဒါကြောင့်တန်ချမ်းချမ်းကိုအမြန်ဆုံးအေးအေးယူရပါမယ်လို့အားလုံးကဖိအားပေးခဲ့ကြတယ်တစ်ချိန်ကဆိုဘယင်ကဒီစကားတွေကိုသဘောတူမိမှသိကြတယ်ဒါပေမဲ့ဒီတစ်ခေါက်တော့မတူတော့ဘူးတန်ချမ်းချမ်းဘယ်လိုလူမျိုးလဲဆိုတာသူကိုယ်တိုင်မြင်ခဲ့ပြီးပြီသူမဟာနေဆက်ကစစ်တီတော်တသိန်းရဲ့အသက်ကိုကယ်တင်ဖို့နေမအိမ်ညမအိမ်စူးစမ်းခဲ့တဲ့သူဖြစ်တယ်ဒါကြောင့်ဘယင်ဒေါသထွက်သွားခဲ့တယ်အမတ်ကြီးတွေကိုစကားတခွန်းတောင်မပြောစေပဲအစည်းအဝေးကိုရုတ်တရက်ရပ်လိုက်တယ်